ကျွန်တော်နေ့စဉ်ကျမ်းမာရေးတွေရေရလည်းမရှိမဖြစ်လိုအပ်ပါတယ်ကျွန်တော်တို့ရေနဲ့ပတ်သက်တဲ့ကျမ်းမာရေးအခြေခံဘုဒ္ဓတွေအထူးသဖြင့်မြေအောက်ရေရွှဲရေတွေနဲ့ပတ်သက်တဲ့အခြေခံကျမ်းမာရေးတွေသိရှိဖို့ကလည်းအားလုံးတွေ့လိုအပ်တယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီမြေအောက်ရေနံတဲ့ပြဿနာကကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံထဲမှာပဲကြုံတွေ့ရတာမဟုတ်ပါဘူးကမ္ဘာပေါ်မှာလည်းပဲအမေရိကတို့အာဖရိကတို့အာရှတို့ဥရောပတို့ဒီလိုနိုင်ငံများစွာမှာလည်းပဲမြေအောက်ရေနံတဲ့ပြဿနာကိုနေ့စဉ်ကြုံတွေ့နေရတာပါကမ္ဘာလုံးဆိုင်ရာကြုံတွေ့နေရတဲ့ပြဿနာတစ်ခုပဲဖြစ်ပါတယ်။အဝီစီတွင်းတူရင်ရေခါဘာလို့တွေ့ရတာလဲဆိုရဲဗီဒီယိုမှာဦးဝင်းစော်ကအနံ့ထုတ်တဲ့အကြောင်းလေးတင်ပေးပါဦး။အနစ်ပေ80လောက်ရှိတယ်ဆိုပြီးမှတောင်းဆိုထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမြေရောက်ရည်နဲ့ပတ်သက်တဲ့အခြေခံဘုဒ္ဓတာတွေအထူးသဖြင့်ဒီအနံ့ထုတ်တဲ့ပြဿနာကိုနဲ့ပတ်သက်လို့အားလုံးသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ဒီဗီဒီယိုဆုံးထိလိုက်ပါခဲ့ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်တို့မြေအောက်ရေနံတဲ့ပြဿနာကိုကျွန်တော်တို့ခေတ်မှာကြုံတွေ့ရတာမဟုတ်ပါဘူးကျွန်တော်တို့ရောမလူမျိုးတွေရဲ့မှတ်တမ်းတွေထဲမှာဆိုရင်အနံ့ထွက်တဲ့ရေကိုမတောက်တင်ဘူးရေကအနံ့ရှိလို့ဆိုရင်မကောင်းတဲ့ရေဆိုပြီးမှရေးထားတာတွေကိုလည်းတွေ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့ဘာကြောင့်အနံ့ထွက်တယ်လဲဆိုတာကိုအဲ့ဒီခေတ်ကမသိခဲ့ကြပါဘူးကျွန်တော်တို့အလေခေတ်ကိုရောက်လာတော့လူတွေကရေအနံ့ကိုပေါ့နော်မကောင်းတဲ့ဝိညာဉ်နေအောင်မှအန္တရာယ်ရှိလို့ထင်ကြပါတယ်ကျွန်တော်တို့သိပ္ပံပညာမရှိတဲ့အဲ့ဒီခေတ်မှာအနံ့ဆိုတာအကြောက်တရားတစ်ခုဖြစ်ခဲ့ပါတယ်19ရာစုဝန်းကျင်သိပ္ပံပညာတိုးတက်လာတဲ့အခါမှာလူသားတွေကအနံ့ကိုစမ်းတက်လာခဲ့ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အရေးကြီးတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်ရေအနံ့ဟာရေညစ်လို့မဟုတ်ဘူးဓာတ်ငွေ့ချောင်းဖြစ်ပါတယ်ဆိုပြီးမှအဲ့ဒီခေတ်မှာကျွန်တော်တို့စတင်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်အဲ့ဒီဓာတ်ငွေ့ကိုသိပ္ပံပညာမှာ hydrogen sulfide လို့ခေါ်ပါတယ် hydrogen sulfide ဆိုတာပါလေ hydrogen sulfide ဆိုတာကကျွန်တော်တို့ဒီကျဲဥပုံနဲ့အနံ့ထွက်မယ်အလင်းရောင်မရှိတဲ့နေရာတွေလေဝင်မှုမရှိတော့တဲ့နေရာတွေမှာဖြစ်တတ်ပါတယ်ဒီဓာတ်ငွေ့တွေဘယ်လိုစတင်ဖြစ်ပေါ်လာတာလဲဆိုရင်ကျွန်တော်တို့မြေအောက်မှာအောက်ဆီဂျင်မရှိတဲ့နေရာတွေရှိပါတယ်ဒီအောက်ဆီဂျင်မရှိတဲ့နေရာမှာ anaerobic bacteria လို့ခေါ်တဲ့ဒီအောက်ဆီဂျင်ဓာတ်ငွေ့မရှိလို့ဆိုရင်ပိုပြီးအသက်ရှင်နိုင်တဲ့ bacteria တွေနေထိုင်ကြပါတယ်ဒီ bacteria တွေကဒီတွင်းထဲမှာရှိနေတဲ့အပင်အဟောင်းတွေဒီသဘောဝအမိုက်တွေအခြားသောအရာတွေကိုပုတ်စေတဲ့အခါမှာ hydrogen sulfate ဆိုတဲ့ဓာတ်ငွေ့ကိုထုတ်ပေးပါတယ်ကမ္ဘာအနှံ့လေ့လာချက်တွေအရဒီအပုပ်နဲ့ဖြစ်စေတဲ့ဓာတ်ငွေ့ဖြစ်မှုများတာပေ90ကနေပေ100ဝန်းကျင်ဖြစ်ပါတယ်ဘာလို့ဒီနေရာမှာဖြစ်တာလဲဆိုရင်ဒီအနှစ်မှာလေလုံးဝမရောက်တော့ပါဘူးပြီးတော့အပင်ဟောင်းတွေကြံနေပါတယ်ဓာတ်ငွေ့တွေစုပြီးနေရပါတယ်ဒါကြောင့်ဒီအနှစ်မှာအနံ့ထွက်ရည်အများဆုံးဖြစ်ပါတယ်နေအောင်ရည်နိုင်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ဒီ iron နဲ့ manganese ပေါ့နော်တန်ဓာတ်နဲ့ manganese ဓာတ်တွေကြောင့်ပဲဖြစ်ပါတယ်ဒီတန်ဓာတ်နဲ့ manganese ဓာတ်တွေကကျွန်တော်တို့မြေအောက်မှာလေထုမရှိတဲ့အခြေအနေမျိုးမှာလေထုရောက်ဖို့ခက်ခဲနိုင်တဲ့အခြေအနေမျိုးတွေမှာကျွန်တော်တို့မြေအောက်ရေတွေထဲမှာစိတ်ဝင်ပြီးဖြောဝင်နေပါတယ်ဒီဟာကိုကျွန်တော်တို့ကပေါ့နော်တန်အနံ့လို့နံတယ်တခါလေကြပြီကျွန်တော်တို့ဒီဟာရေကိုထိုးလိုက်ပြီးအပြင်မှာထားလိုက်လို့ဆိုရင်ခွတ်ထဲမှာပဲထားတာကန်ထဲမှာပဲထားတာဒီဟာတွေကတန်အနံ့ထွက်နေပဲပြီးတော့ဆိုရင်ဂျီးတွေတက်ပါတယ်ဒါအဓိကဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ဒီ iron နဲ့ manganese တွေကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့မြေအောက်ရေနံနေရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အခုကျွန်တော်တို့နေထိုင်နေတဲ့နေရာကျွန်တော်တို့မတိုင်ခင်ရှေ့နှစ်ပေါင်းများစွာကတည်းကစလို့တစ်ရှိတွေအများကြီးဖြတ်တန်းနေထိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒီတစ်ပင်ရဲ့အကျွင်းကြံတွေတရိတ်ဆန်တွေလူသားတွေရဲ့အကျွင်းကြံတွေတက်ရှိတွေရဲ့အကျွင်းကြံတွေကမြေကြီးအောက်မှာပိတ်ပြီးနေခဲ့တာပါဒီဟာတွေကပုံနဲ့လို့ညင်ညွှန်းနဲ့လို့အနံ့တွေထွက်တတ်ပါတယ်ဒီပုတ်တဲ့အနံ့တွေကကျွန်တော်တို့မြေအောက်ရေထဲမှာပျော်ဝင်သွားပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြေအောက်ရေကိုခန့်လိုက်တဲ့အခါမှာဒီအနံ့တွေလည်းရနိုင်ပါတယ်မြေအောက်ရေနံရတဲ့နောက်ဆုံးအချက်ကကြတော့ကျွန်တော်တို့ဒီအိမ်ဓာတွေရဲ့အညစ်အကြေးတွေနဲ့မြည်တာနောက်တစ်ခုကကျွန်တော်တို့ဒီစက်ရုံအလုပ်ရုံတွေနဲ့ပေါ့နော်စွန့်ပစ်ပစ္စည်းတွေနဲ့နီးတဲ့အခါမှာလည်းပဲမြေအောက်ရေကအနံ့ထွက်ပါတယ်ဒီဟာကတော်တော်လေးကိုအန်တရာယ်ရှိပါတယ်ကျွန်တော်တို့ရေတွင်းနားမှာအိမ်ဓာတွေဒီစက်ရုံစွန့်ပစ်ရေတွေဒါမှမဟုတ်အမိုက်ပုံတွေရှိနေလို့ဆိုရင်အဲ့ဒီအညစ်အကြေးတွေမှာပေါ့နော်အမိုနီးယားလိုမျိုးဘက်တီးရီးယားလိုမျိုးတွေကရေထဲကိုစိတ်ဝင်နိုင်ပါတယ်ဒီအနံ့ကမကောင်းတဲ့အနံ့လုံးဝဒီဓာတုပစ္စည်းတွေပါနေလို့ဆိုရင်သူ့ကိုဘယ်လိုမဲ့ဖျောက်ဖြစ်လို့မရပါဘူးဒါကြောင့်ဒီရေကိုတော့လုံးဝတုံးလို့လည်းမရတော့လို့အသုံးပြုလို့လည်းမရပါဘူးကျန်းမာရေးတွေအန္တရာယ်ရှိပါတယ်
ကိုမဲ့မှာလာရေးပြီးဆွေးနွေးတဲ့လူတွေအားလုံးကိုလည်းဒီနေရာကနေအထူးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်လို့နောက်ထပ်သိချင်တဲ့အကြောင်းအရာများရှိလို့ရှင်လဲကိုမဲ့မှာရေးပြီးမင်းမြန်ခဲ့နိုင်တယ်လို့နောက်တစ်ပတ်မှာပြုလုပ်မဲ့ဗီဒီယိုတွေလည်းပဲကျွန်တော်ကိုကိုမဲ့မှာရေးပြီးအကြံပြုထားခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်